ဒီအပိုင်းတွင်မြန်မာနိုင်ငံလေယာစိုက်ပျိုးရေးနဲ့စီးပွားရေးကဏ္ဍကထိပ်တန်းရောက်နေတဲ့သတင်းတွေထဲမှာတော့မော်တောင်မြို့ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပေမဲ့ကုန်စည်ရောင်းဝယ်မှုတွေချက်ချင်းပြန်လုပ်နိုင်အောင်မှမဟုတ်သေးဘူးဆိုတဲ့သတင်းနဲ့စကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှာရေးပါတဲ့တနင်္သာရီတိုင်းမော်တောင်မြို့ကိုအာဏာသိမ်းစစ်တပ်ကပြီးခဲ့တဲ့မေလ19ရက်နေ့ကပြန်လည်ထိန်းချုပ်လိုက်ပေမဲ့မြေပြင်အခြေအနေတွေကြောင့်ကုန်သွယ်ရေးပြန်လုပ်နိုင်ဖို့ကအချိန်ကြာအောင်မှဖြစ်တယ်လို့ဒေသခံနယ်စပ်ကုန်သည်တွေကပြောပါတယ်။လက်ရှိမှာဒေသခံပြည်သူတောင်းနဲ့ချီပြီးစစ်ပေးရှောင်နေရတာအပါအဝင်အာဏာသိမ်းစစ်တပ်ကမော်တောင်မြို့ပေါ်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒေသခံပြည်သူတွေကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့်ကုန်သည်အများစုကထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့မော်တောင်ဒေသခံကုန်သည်တို့ကပြောပါတယ်။မော်တောင်မြို့မှာနိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းရှိပြီးတနင်္သာရီတိုင်းရဲ့ရေထွက်ကုန်နဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုထိုင်းနိုင်ငံဘက်ကိုတရားဝင်တင်ပို့တယ်လို့ထိုင်းနိုင်ငံဘက်ကလည်းစားတောက်ကုန်ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကိုအပြန်အလှန်တင်သွင်းနေတဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီဘက်ကမော်တောင်မြို့ကိုအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်မှုတွေကိုချက်ချင်းပြန်လုပ်နိုင်မယ်လို့ပြောဆိုနေပေမဲ့မြေပြင်လက်တွေ့အခြေအနေနဲ့ကွာခြားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်တနင်္သာရီမော်တောင်လမ်းတစ်လျှောက်ရှိချောင်းနာပေါက်တိတ်ခေါတဲဖြူအထက်ကွမ်းတီတော့အရှိကန်းညောင်ပင်ကွင်းဗန်လော့နဲ့မော်တောင်ငယ်ရွာတွေအပါအဝင်ကျေးရွာပေါင်း10ရွာကျော်ကဒေသခံတောင်းနဲ့ချီပြီးစစ်ဘေးရှောင်နေရပါတယ်။ဒါအပြင်အာဏာသိမ်းစစ်တပ်ကမော်တောင်မြို့တွင်းမှာလုံခြုံရေးတင်းကျပ်ထားသလိုပြည်သူတွေကိုစစ်ဆေးဖမ်းဆီးတာတွေလှုပ်ဆောင်နေတာကြောင့်မြို့ကန်အများစုဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU အပါအဝင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာမော်တောင်မြို့ကို2025ခုနှစ်နိုဝင်ဘာ14ရက်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး9လအကြာယခုမေလ19ရက်နေ့ညနေပိုင်းမှာပြန်လည်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံဗချန်စင်ခွန်နယ်စပ်ဂိတ်နဲ့ထိစပ်နေတဲ့မော်တောင်မြို့ဟာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါသလိုရခိုင်1990ပြည့်နှစ်မတိုင်ခင်က KNU တနင်္သာရီတိုင်းရဲ့ဌာနချုပ်အဖြစ်ရုံးဆိုင်ခဲ့ပြီးစစ်တပ်ထိုးစစ်ကြောင့်လက်လွတ်ခဲ့ရမှုတဲ့တမိုင်းဝင်နေရာလည်းဖြစ်ပါတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်မှာမြဝတီတာချီလိတ်ကော့တောင်းဗိတ်ထီခီနဲ့မော်တောင်ဆိုပြီးနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းစုစုပေါင်း6ခုဖွင့်လှစ်ထားပါတယ်။